customer service ပေါ့နော် customer service ကောင်းလို့ရှိရင် customer service ကောင်းတယ်ဆိုလို့ရှိရင်အားတို့ရဲ့ထုတ်ကုန်တွေ product တွေ service တွေဟုတ်နော်စားတော့ကုန်အကုန်လုံးပေါ့ဟုတ်တေးတဲ့ဒီရောင်းလို့ရတယ်တေးဝိုင်းတော့အဲ့လူကဝယ်တယ်မလို့ရှိဘူးဟုတ်နော်အဲ့ဘယ်လိုမျိုးလဲဆိုတော့ပြပြမှာကွာဒါမှဆက်ပြောစကားနည်းနည်းတော့ဟိုပါဖြစ်နေတယ်စဉ်းစားခက်နေလို့တေးရဲ့လူတော့ဘယ်လိုတောင်းရအောင်ပါတေးရဲ့လူကတေးပါကြီးဘယ်လိုစားနိုင်တော့မှာလဲဘယ်လိုမင်းရဲ့ product တွေမင်းရှိအားပေးမှာလဲနော်အဲ့အကြောင်းပြောချင်တယ်ပေါ့နော်ဘယ်လိုဆိုတော့ကွာမင်းကပြောပြမုံကားဆိုင်ပေါ့မုံကားဆိုင်ငါတို့ကျန်မှာပါလေဒီရှစ်မိုင်ကောနာမည်ကြီးပါတင်းနေမွန်လားအဲ့ဒါဥမာပြဦးလေးတယောက်နေခင်းတိုင်းတော့ကလမ်းလျှောက်သွားတော့ပြောင်းလာတခြားမျိုးပြောင်းလာနေပဲပြောင်းလာအဲ့ညမုံကားဆိုင်ပေါ့နော်ရှစ်မိုင်မုံကားလည်းရှိတယ်တင်းနေမုံကားလည်းရှိတယ်အဲ့မုံကားဆိုင်တော့လမ်းလျှောက်နေတွေ့သွားနေခင်းဆိုတော့ဆိုးစားပြီလမ်းလျှောက်တော့ကျမ်းမိုင်ကောင်းတွေ့သွားချင်မှသူဟာဘာပြောရကဆာမစားကျင်တယ်မစားချင်ဘူးလေမြင်သွားတော့မြင်သွားတော့မြင်သွားโอเคရှေ့ဖြောက်သွားတနေ့အဲ့သူမြင်တဲ့အချိန်မှာလူကအနေဆုံး9ယောက်နဲ့10ယောက်ကြာရှိတယ်10ယောက်ကြာရှိတယ်ဆိုင်မှာစားသုံးအဝယ်တဲ့လူပါ10ဝယ်လူထိုင်သားရှိโอเคနောက်တစ်ရက်ထောက်သွား15ယောက်လောက်ရှိတယ်ဘာလဲဟိုစိတ်တော့ပြောရလေသူဟိုစိတ်တော့တွေးသွားတယ်ဒါဘာကောင်းလို့လဲဆိုင်ဆိုင်လူစီရဲ့အလုပ်ထုမှလူတွေအမြင်နဲ့ရှိနေဘာဖြစ်လို့လဲတခုကောင်းဘွယ်ရှိရတဲ့ကြောင့်ဘာကောင်းလို့လဲဆိုတော့စဉ်းစားသွားတတိယချိန်မြင်တဲ့အချိန်မှာသူငါစမ်းကြည့်ကောင်းတယ်ဆိုသူစားကြည့်လိုက်စားသုံးကြည့်လိုက်အချိန်မှာโอเคခွတ်တယ်ချုံမို့နဲတယ်ဟော3တာ5 3တာများတယ်အဲ့လိုကြိုက်သွားပါဒီ product ကိုโอเคအဲ့ဒီနောက်နေ့စားပြီးသူသွားတယ်မငါမစားဘူးလားစားတယ်โอเคတပတ်10ရက်လောက်ကြာပါလေသူမိသားစုသူ့မှာမိသားစုရှိတယ်လူရအောင်မိသားစုရှိတယ်မိသားစုတွေကိုမပြောရလဲမကြွေးချင်ဘူးလားစားကောင်းတဲ့ຢာဆိုမိသားစုရှိတယ်မိသားစုကြွေးကြည့်တယ်မိသားစုလည်းကြိုက်တယ်โอเคအဲ့ဒါလည်းဒီနေ့ဧည့်သည်လာမယ်ဒီနေ့ကိုစိုးနိုင်ဧည့်သည်လာပါကိုစိုးနိုင်ဧည့်သည်လာပါအဲ့တော့ဆိုရင်ဘာဖြစ်လဲကိုစိုးနိုင်တော့မော်ရွာပဲထပ်ပြီဟုတ်နော်ပထမသူ့ရဲ့ product စရောင်းတာဒီတယောက်တည်းကိုရောင်းတာပြီးတော့နောက်ဆုံးသူ့မိသားစုရောင်းတယ်နောက်ပိုင်းသူ့မိတ်ဆွေကိုထည့်ရောင်းတယ် single ထည့်ရောင်းတယ်โอเคနော်အဲ့ရောင်းဖို့တော့သူဘယ်လိုလုပ်သွားဘယ်သူကလုပ်သွားဆိုတော့ပထမလမ်းလျှောက်တဲ့ဦးလေးရပဲမော်ရွာအဲ့ပြီးတော့သူကအဲ့မှာစားရကွာအဲ့ပြီးတော့သူကအိမ်မှာအလှလုပ်တယ်အလှလုပ်တဲ့အချိန်မှာဘာကျူတယ်သူရမ်းကြိုက်တယ်ဒီဝင်ကပဲကျွေးမယ်โอเคနော်အဲ့ကြောင့်သူဘာပြောရလဲသူရဲ့ဒီပြောမယ်ဆို customer စားတော့မှုကအင်အားမကြီးတာဟုတ်လားကြီးလိုက်အမှန်တည်းကမင်းတို့ကတယောက်တည်းကိုမင်းတို့ကတေချာကောင်းကြောင်းလိုက်ရနော်ဆိုင်ကဦးလီပါလို့လက်ကင်ဝိုင်းချပေးမယ်ဇောတန်တန်ရှင်းနဲ့လုပ်မယ်ဟင်းလိုဟင်းထည့်ပေးမယ်ဘာလို့လဲအဆင်ပြေရတာအမြင်နဲ့မေးမယ် customer service တေချာပြေးခါကြောင်းဘာဖြစ်လဲသူစိတ်ကျင်နေပါသူစိတ်ကျင်နေတော့ဗာလေသူမိသားစုကိုထပ်ပြီးတော့နောက်တော့မှကျွေးတယ်သူမိသားစု9ယောက်ပြင်9ယောက်ဆိုင်ရရောင်းအောင်အဲ့မှာစင်နောက်တော့ထပ်ပြီးတော့သူ့ရဲ့မိတ်ဆွေကိုထည့်အောင်အဲ့မှာတစ်ဆင့်ဘာဖြစ်လဲသူ့ရဲ့အလှပွဲတွေလုပ်တဲ့အမြင်နဲ့ဒါကျွေးတဲ့အချိန်မှာသူ့ရဲ့အလှကိုဘလူးရဲ့လာမယ်သူ့ရဲ့မိတ်ဆွေရဲ့လာမယ်မိတ်ဆွေလာစားလိုက်မယ်ဟာကောင်းတယ်ကောစင်ပြေတယ်လားကောင်းတယ်ဆိုတော့အဲ့မိတ်ဆွေကဘာမုန်းတာဘာမှဝဲတာလေငါတို့အတူကြရင်လေအဲ့လိုကျွေးခြင်းတယ်ဆိုအဲ့တော့ဘာဖြစ်သွားလဲသူ့မိတ်ဆွေကထပ်မဝဲဘူးလားโอเคနော်customer တယောက်ကိုငါကောင်းစားပစ်ပေးလိုက်ခြင်းအပြင်ဝန်ဆောင်မှုကောင်းပေးလိုက်ခြင်းအပြင်ဘာဖြစ်သွားလဲသူ့ရဲ့အိမ်မိသားစုတွေသူ့ရဲ့မိတ်ဆွေတွေဟုတ်တယ်မလားသူ့ရဲ့အလူပွဲတော့အများကြီးသူ့မိတ်ဆွေရဲ့အလူပွဲတော့ထပ်မရောင်းအောင်လားအဲ့မှာဟုတ်ပြီနော်တကယ်ကတစ်ခုပဲစားလိုက်တာနော်အစားတစ်ခုပဲအဲ့မစင်အဲ့သူကဝယ်တယ်အမြင်နဲ့ဝယ်တယ်တည့်ရကြသူကအကြောင်းမျိုးကြောင့်ရုပ်တရက်ဆုံးသွားတယ်ဟုတ်သူဆုံးသွားချိန်မှာကျင်းတည်သူ့ရဲ့လူကဘာကျွေးနေလဲသူ့ရဲ့လေကြာသူကြိုက်ဆုံးမော်သူကြိုက်ဆုံးအဲ့ဒီဆိုင်ကဒီမှာရှစ်မိုင်ကအဲ့ခေါမှာအလုံးမဆိုင်ဘူးဟာအဲ့မုံငါ့ကိုကျွေးပါပဲအဲ့တော့တည့်ရဲ့လူရောင်းလို့မရဘူးလားပဲလေသူတည်သွားပြီသူကြိုက်တယ်မုံငါ့ကိုထပ်မကျွေးဘူးလားကျွေးမှာနှစ်ပတ်လေဒါပဲထွက်ကျွေးမှာโอเคနော်မင်းက customer service ကောင်းပေးမယ်ဆိုလို့ရှိရင်တည်တဲ့လူကိုပါရှောင်းလို့ရမယ်โอเคနားလည်ရမယ်နော်ဟုတ်ပြီနော်ငါတို့ဖုန်းနေလဲတူတူပဲငါတို့ဆိုင်ဖုန်းပြင်နေဟုတ်မှာဖုန်းပြင်ငါ customer တယောက်ကောင်းတရားစိတ်ကျင်တဲ့အောင်တရားလုပ်ပေးလိုက်မယ်ဟုတ်တယ်မလားငါတို့ရှိမှ1000ဘူးလာပြီးလုပ်တယ်ဆိုငါတို့2000ဘူးလောက်စားပေးလိုက်မယ်ဟုတ်ပြီနော်3000ဘူးလောက်စားပေးလိုက်ဆိုကျင်းနေအဲ့ customer ဒီနောက် customer သူ့ရဲ့မိတ်ဆွေကိုမပြောဘူးလားပြောမှာအဲ့တော့ငါသူ့မိတ်ဆွေကလာပြင်နေအဆင်ပြေတယ်ဈေးရက်တက်တာလည်းမြန်တယ်ကောင်းတယ်တက်တာပေါ့နော်စိတ်ချမ်းသာမှုလည်းပြောရရတယ်ကျင်းနေသူ့ရဲ့မိတ်ဆွေတွေလည်းသူ့ရဲ့ထပ်မိတ်ဆွေတွေကိုထပ်ပြီးပြောလိုက်မယ်အခါကျအလုပ်ကတဖြည်းဖြည်းနဲ့ကျေပြန့်လာနေမယ်ဟုတ်ဒါနားရအောင်နော်အဲ့တော့ customer service ကို queue site ပါဒီမှာဟာဒီတယောက်ပဲဘာဖြစ်လဲစမပြေရပါမယ်နောက် customer အများကြီးရှိသေးတယ်လူတယောက်တည်းငေါ့ချောင်းနေမှာအဲ့လိုမတွေးလိုက်နဲ့ customer တယောက်တည်းဒီအနေနဲ့ငါတို့ရဲ့ကောင်းတဲ့ရင်ကို9ယောက်ထပ်ပြီးတည်သွားလိမ့်မယ်အဲ့9ယောက်ကလည်းအဲ့ငါ့စီလာပြီးလို့ကြိုက်သွားပြီနောက်ထပ်9ယောက်ကိုထပ်ပြီးတည်သွားလိမ့်မယ်နော်အဲ့ဒါ
ကျွန်တော်အဲ့ customer တွေ customer service ဟိုဆက်ပြီးရောက်သွားကို customer တယောက် view site တော့ကြောင်းနောက်ထပ် customer တွေက customer ထပ်ပြီးမျိုးခေါ်လာပေးတယ်အဲ့ဒါမင်းလုံငန်းအခြေပြောင်းသွားလိမ့်မယ်